ဒေါအောင်ဆန်းစုကြည်ကိုဗိုလ်မင်းအွန်လိုင်းကပုတ်ကူရေးမုံတီးမှုတော်တော်ကြီးလို့သာအဲ့ဒါလိုမျိုးလောက်တာဖြစ်ပါလိမ့်မယ်အခုဆိုရင်ဒေါအောင်ဆန်းစုကြည်ကိုသူ့ရှေ့နေတွေနဲ့လည်းတွေ့ခွင့်မပေးပါဘူးသူ့မိသားစုနဲ့လည်းဆက်သွယ်ခွင့်မပေးပါဘူးသူ့နိုင်ငံရေးပါတီကလူတွေနဲ့လည်းတွေ့ခွင့်မပေးပါဘူးအဲ့တော့ဒေါအောင်ဆန်းစုကြည်အသက်တောင်မှရှိသေးရလားဆိုတာစေအုပ်စုကလွဲပြီးတော့ဂျန်တဲ့လူဘယ်သူကမှတိတ်တိတ်ချာချာသိခွင့်မရတာအမှန်ပါပဲအဲ့ဒါကြောင့်သူသား Kim Aris ကသူ့အမေဟာစေအုပ်စုလက်ထက်မှာတေပြီးသားတောင်မှဖြစ်နေနိုင်ပါတယ်လို့ရင်နာနာနဲ့ပြောလိုက်တာဖြစ်ပုံရပါတယ်သားတယောက်အနေနဲ့ငါအမေတေနေလောက်ပြီလို့ထင်ချင်တွေးချင်မှာမဟုတ်ပါဘူးဒီစကားကိုပြောရတာဟာရင်နာနာနဲ့ပြောလိုက်ရတာဖြစ်ပါလိမ့်မယ်Kim Aris ဘယ်တော့မှနိုင်ငံရေးမှာပါဝင်ပတ်သက်ခဲ့ဘူးတာမရှိပါဘူးအခုဒီချိန်2021ခုနှစ်နောက်ပိုင်းဒေါအောင်ဆန်းစုကြည်ဖမ်းခံရပြီးတော့မှသူ့အမေမတရားခံရတဲ့အပေါ်မှာခုခံတိုက်ပွဲဝင်ရင်နိုင်ငံရေးနဲ့ပတ်သက်လာတာပါအစပိုင်းမှာအမေအတွက်စိုးရိမ်ပူပန်တဲ့သားတယောက်အနေထားလောက်ပဲပြောဆိုပတ်သက်ပါတယ်အခုနောက်ပိုင်းမှာတော့ရွေးကောက်ပွဲဟာမတရားတဲ့ရွေးကောက်ပွဲဖြစ်တဲ့ပြည်သူလူထုတွေဟာမတရားနှိပ်စက်တပ်ဖြတ်တာတွေခံနေရတယ်ဆိုတာကိုနိုင်ငံတကာသိအောင်ထုတ်ဖော်ပြောဆိုလာတဲ့အထိမြန်မာနိုင်ငံရေးနဲ့ပတ်သက်လာပါတယ်အရင်ကဆိုရင် Kim Aris ဟာမြန်မာနိုင်ငံရေးနဲ့တမင်ခတ်ဝေးရှောင်နေလို့ရှိပါတယ်အဲ့ဒါဟာသူ့ဖေ Michael Aris လက်ထက်ကလေးကစီးချပြီးတော့အကန့်ကန့်ထားတဲ့အရာပါစေအုပ်စုကဒေါအောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးမှာဗြိတိရှအစိုးရရဲ့ဩဇာနောက်ွယ်ကနေပါနေတယ်လို့ဆွဆွဲပြောဆိုလေးရှိတဲ့အတွက်တမင်ရှို့ပြီးတော့ထိထိနေနေလေးရှိပါတယ်အဲ့ဒီအစဉ်လာကို Kim Aris ဟာဆက်ခံထားပါတယ်အခုတော့အာဏာသိမ်းပြီး9နှစ်တာကာလမှာတော့အမေအတွက်စိုးရိမ်လို့ပူပန်လို့ပြောဆိုရင်းကနေအမေရဲ့အရေးတော်ပုံအမေရဲ့ရည်မှန်းချက်တွေကိုပါတက်နိုင်တဲ့တော့ပါဝင်ပတ်သက်ပြောဆိုလာတာမျိုးတွေ့ရပါတယ်ဒါဟာသားတယောက်ရဲ့တာဝန်ဝတ္တရားလို့ယူဆပြီးတော့အမေမရှိတဲ့အချိန်မှာအမေတာဝန်ကိုတက်နိုင်တဲ့တော့ဝင်ပြီးတော့ထမ်းပေးရမယ်လို့သဘောထားတာမျိုးဖြစ်ချင်ဖြစ်နိုင်ပါတယ်သူ့မိကသူ့ကိုမြန်မာနိုင်ငံရင်းနဲ့မပတ်သက်ဖို့မပြောဆိုဖို့အမြဲလိုသတိပေးတတ်တယ်လို့ Kim Aris ကဆိုပါတယ်ဒါပေမဲ့အခုအချိန်မှာတော့သူ့အတွက်တခြားရွေးချယ်စရာမရှိပါဘူးလို့သူကဆိုပြပါတယ်ဒီအချိန်မှာအခုသူလုပ်နေတဲ့အလုပ်မျိုးကိုသူမှမလုပ်ရင်တခြားလုပ်မဲ့သူလည်းရှိတော့မှာမဟုတ်ဘူးလို့သူကဆိုပါတယ်သူ့အမေအတွက်ပြောဆိုနေတာတွေသူ့အမေကိုစားပြောဆိုနေတာတွေကိုဆိုလိုပုံရပါတယ်ပြီးခဲ့တဲ့နှစ်တုန်းကသူ့အမေနဲ့နောက်ဆုံးအဆက်အသွယ်ရပြီးတော့အဲ့ဒီစာထဲမှာဆိုလို့ရှိရင်ဒေါအောင်ဆန်းစုကြည်ကသူနေရတဲ့တိုက်ခန်းဟာအစွန်းရောက်အပူချိန်မျိုးရှိတယ်လို့ပြောခဲ့တယ်လို့ဆိုပါတယ်ပူချိန်မှာတိတ်ပူပြီးအေးချိန်မှာတိတ်အေးတယ်လို့ဆိုပါတယ်နိုင်ငံခြားမှာတစ်တလုံးအပူပေးစက်နဲ့နေပြီးဗမာပြည်မှာတစ်တလုံးအဲကွန်းနဲ့နေလာတဲ့ဒေါအောင်ဆန်းစုကြည်အတွက်တိတ်ခက်ခဲမှာပါပြီးတော့သူ့အသက်ကလည်း80ရှိပါပြီအသက်80အရွယ်အမေအိုတယောက်အနေနဲ့မြေလက်ဒေသယာတီဥရုဟာအခါခက်မှာပါတခြားအမေအိုတွေလည်းမြေလက်ဒေသတောင်မကဘူးဟိုးအညာဒေသရဲ့ပူပြင်းတောက်လောင်တဲ့ယာတီဥရုအောက်မှာနေထိုင်ကြတာပါပဲလို့ပြောမယ်ဆိုရင်ပြောလို့ရပါတယ်ဒါပေမဲ့အဲ့ဒီအမေအိုတွေကအဲ့ဒီဒေသမှာမွေးပြီးအဲ့ဒီဒေသမှာကြီးလာတဲ့သူတွေပါဒေါအောင်ဆန်းစုကြည်ကတော့တစ်တလုံးချေမွေးမီးမလောင်လက်မွေးမီးမလောင်နေလာတဲ့သူဆိုတော့သူ့အတွက်ပြင်ပန်းပါလိမ့်မယ်